အသိဉာဏ်တိုးလာအသိဉာဏ်တိုးတယ်အသိဉာဏ်တက်တယ်ဉာဏ်ပညာရတယ်ယေရှုနဲ့မြတ်စွာဘုရားတရားကိုမပရောခံမြတ်စွာဘုရားကိုသုံးတွင်ရိခိုးခဲ့ဖို့ငါတို့အလုပ်ကိုလည်းကြည်ညာရဖို့ယေရှုနဲ့မြတ်စွာဘုရားကိုအာရုံပြုပြီးသုံးတွင်ရိခိုးခဲ့ဖို့နမောတသဗ္ဗဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂိစ္ဆာမိဓမ္မံတရဏံဂိစ္ဆာမိသံဃံတရဏံဂိစ္ဆာမိဒုတိယမိဗုဒ္ဓံတရဏံဂိစ္ဆာမိဒုတိယမိဓမ္မံတရဏံဂိစ္ဆာမိဒုတိယမိသံဃံတရဏံဂိစ္ဆာမိတတိယမိဗုဒ္ဓံတရဏံဂိစ္ဆာမိတတိယမိဓမ္မံတရဏံဂိစ္ဆာမိတတိယမိသံဃံတရဏံဂိစ္ဆာမိသာဓုသာဓုသာဓုနမောတသဗ္ဗဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတော1500ကိလေသာကိုပေခွာရှုပ်ပြောင်းနိုင်သောသမ္မာပဒလုံလဝိရိယနဲ့ပြည့်စုံတော်မူပေထသောသမ္မာသမ္ဗုဒ္ဓတ္တအလုံးစုံသောတရားတော်ကိုကိုယ်တိုင်မှန်စွာသိမှန်တော်မူပေထသောတသဗ္ဗဝတောထုံမြတ်စွာဘုရားကိုဝါတသဗ္ဗဝတောဘုံတော်ခရဘုံတဘောဘုံနဲ့ပြည့်စုံတော်မူပေထသောထုံမြတ်စွာဘုရားကိုမယံတရာဟောတရဏပရိက္ခာဘုံသောတောတုံမြတ်စွာငါခန္ဓာကိုသူငါသမောအကျွန်ုပ်တို့သည်ဝန္ဒေဝန္ဒာမိစေရှောင်းလေဆုံးစေပတုံပရညွဲ့ကေကိုတန်နဖုဗံဝေဥဒ္ဓမ္ရာမောရှိခောကတုကရဘာဂုံဤမြတ်စွာဘုရားဗရာဗရာဖရာကိုရှိခိုးပြီးရနောက်မှာတရာကရုံကိုပရောဂရဘောတရာကရုံကိုလောက်ခဲ့ရဖို့ရတရာလောက်ရဖို့တရာလောက်ဖို့ဆိုတရာကိုသိဖို့လိုတယ်ငါတို့ဗုဒ္ဓဘာသာမှာငါတို့လူလို့ခေါ်တယ်ငါတို့လူဒီမှာတရာလို့ခေါ်တယ်အိန္ဒိယစကားကာလစကားနဲ့ဆိုပြီးဓမ္မကိုငါတို့လောက်ဖို့သုံးရဲလောက်ဖို့လာခဲ့တယ်ဘုဓမ္မကိုလောက်လာဓမ္မဆိုတာဇာလေးလို့ပြောခဲ့ညာကပရောခတ်တယ်ဓမ္မဆိုတာတလုံးတင်းနဲ့ပြောဖို့ဆိုခဲ့တတိကိုခေါ်တယ်ဓမ္မသတ္တဝါဒီလောကမှာသံဃာမှာမျောပေါင်းလာနေခဲ့တယ်တဘောဝါဘီတဘောဝါ
လူဖရိုက်လိုက်နေဖရိုက်လိုက်ခွီဖရိုက်လိုက်ကြောင်ဖရိုက်လိုက်သံဃာမှာမျောလို့လာနေခဲ့တယ်ဇာအတွက်လာနေခဲ့တယ်လေဇာအကောင်ကောင်သံဃာမှာလာနေလေတတိမဟိန်လို့ပြောရဖရာကတတိမဟိန်လက်ယေရှုနဲ့အပမဒေနာသံပါဒေထာအလိုလိုပြောကြမဟုတ်ဖရာကမိဂတောင်မှာစေခုကရဏီညာနာကရဏီတတိအလုပ်ကိုလုပ်ခဲ့တတိမလုပ်ခဲ့တန်တရာမှာမျောနေဖို့ရင်တန်တရာမှာမျောတဲ့အခါခွေဘောလေးဖရိုက်ဖို့ဂရောင်းဘောလေးဖရိုက်ဖို့တရိစ္ဆာန်ဘောလူဘောနေဘောရေတခါနဲ့လမ်းနေခဲ့ဖို့ယေရှုနဲ့တတ္တဝတိကိုသနာလို့တတ္တဝတိကိုသနာလို့ဖရာကတတိကိုလုပ်ခဲ့အဲဆိုမှာခါစားဘုသိနာရုံပရိနိဗ္ဗာန်ပြုရခဖရာကကြပရောခလေအပမဒေနာဘိခဝေတံပါဒေထာတတိအလုပ်ကိုလုပ်ပါနာတို့ကြံခါငါလောက်ပြတယ်ငါတတိလုပ်လို့ပြိပြတတိအလုပ်ကိုလုပ်လို့ပြိဆုံလခပြပြိလခပြအောင်လလခပြအစုံပရောခရေငူလေယောဂီတိလုံးနေတာဒါအလုံးလုံးနေလေတတိအလုံးလို့ဖယ်တာပေါ့ဖရဓမ္မဖရတရဆိုတတိကိုပြောတာအဲ့ဒီကထကဘာငါတို့တတိဟင်ရလားတတိခန္ဓာကိုယ်မှာတတိဟင်ရလားမဟိ wrong နေရစိတ် wrong လို့လာနေစိတ်ကဟောရောက်ဒီရောက်ယေရှုနဲ့တလုံးတည်းစကားတလုံးတည်းနဲ့ပရောဖို့ဆိုကေဓမ္မဆိုတာလေတတိကိုပရောစာဆိုကေဓမ္မတတိအဖသာဇာနေရောက်ဟိလေတစေနဲ့ငါရောက်ဟိတစေနဲ့ငါမျိုးတတိအလုံးဆိုတာအမျိုးမလောက်ဟိလေတစေနဲ့ငါမျိုးတစေနဲ့ငါမျိုးမှာညာကပရောခရဲနံပါတ်1အောက်က4မျိုးကဒါလေသီလနဲ့ပြည့်စုံလာဖို့ဣန္ဒြိယေသူဂုဏ္ဍတော်ရောတန်ခါပေါတိကိုပိရာဖို့သက္ခုဒေါရတန်ခါသောတာဒေါရတန်ခါဂာနဒေါရတန်ခါဇီဝဒေါရကာယဒေါရမနောဒေါရတန်ခါဧတန်ခါတိကိုမပိုက်ပိထားတဲ့အခါအကုသိုလ်နဲ့ကုသိုလ်ဝေါနေပြအကုသိုလ်နဲ့ကုသိုလ်မှာကုသိုလ်အမြောက်ဝံလားအကုသိုလ်အမြောက်ဝံလားအကုသိုလ်မြောက်ဝံလေယေရှုနဲ့ဖရာကပရောဇကတန်ခါတိကိုပိုက်ထားလက်တန်ခါတိကိုပိုက်ထားတန်ခါကိုမဆောင်ပိုက်ဖို့လေတတိနဲ့ပိုက်တာတတိနဲ့ပိုက်တာဟုတ်တတိနဲ့မဆောင်ပိုက်လေယေအာနာပါနာဆိုပြီးအာနာပါနာမှာစိတ်ကိုထားပါပွားများတယ်အာနာပါနာညာကလောက်ခတဲ့အာနာလာတဲ့ခါဇာဝေဒနာတွေ့လေပါနာထွက်တဲ့ခါဇာဝေဒနာတွေ့လေဝေဒနာကိုကြိခတဲ့ညာကပထမနေ့ကလီအဝံလီအထွက်အာနာပါနာကိုဂရိပတ္တိဆိုတာဂရိစာမရအောင်ဂရိစာဝိပဿနာဆိုတာပတ္တနာဆိုတာလေဂရိစာပတ္တာဆိုဂရိတွေမရအောင်လေးဆောင်တင်းထွက်တည်ယေရှုနဲ့ငရောကနေပြီးကေဝေဒနာကိုဂရိခရညာကဒီနိခရတဲ့အရာအဆောင်ရံကိုရတဖေးရှိလားအမရံလောက်ရဖို့ဒီနိခ